ခုနေ့ကတော့လေကျမတို့တယောက်ကသူကဒီတကောက်ခွက်ကြောတွေတင်းနေပေါ့နော်ပြီးတော့ဒူးလဲနာတယ်တဲ့ပြီးတော့ညဘက်ဆိုလဲအိတ်ကလို့အိတ်တာကြောင်းလေဒူးရဲကိုက်လို့ညဘက်ဆိုလဲကောင်းကောင်းအိတ်မပြောဘူးပေါ့နော်အဲ့အတွက်ဒီချိန်ကလေးပြပေးပါဆိုလို့ကျမပြပေးမယ်နော်ကျမနဲ့အတူလုပ်ကြည့်အောင်ကြောင်းလေးဆက်ထားပြီးတော့ခြေထောက်ကော့လိုက်ရသလောက်လေးကော့ပြီးပြီးအောက်ကိုပြန်ဆိုင်ပြန်ကော့ပြန်ဆိုင်ဒါလေးကကျမအမြဲတမ်းပြပေးရနော်ကိုကခုံမှထိုင်နေနဲ့လေလုပ်လို့ရတယ်ဒီတိုင်းထိုင်ရအောက်ကျန်းကင်းမှာထိုင်နေလေလုပ်လို့ရတယ်ပေါ့နော်ဒါလေးကိုကျမတို့က10ချိန်လုံးနားလိုက်10ချိန်လုံးလိုက်နားလိုက်ပေါ့နော်နားရင်တော့အချိန်20ကို5-6ကြော်လောက်လုပ်ပေးလို့ရတယ်โอเคပြီးပြီဆိုလို့ရှိရင်ခြေထောက်လေးကိုဝိုင်းပြီးတစ်ဖက်ထဲကိုသေချာလေးပတ်ပြီးဝိုင်းပြီးဘယ်ဘက်ကို10ကဝိုင်းပြီးမယ်5 6 7 8 9 10နောက်တစ်ဖက်ပြောင်းမြန်1 2 3 4 5 6 7 8 9 10 short ပြီးခြေထောက်လေးနဲ့ခါလိုက်ပေါ့နော်ညောင်းသွားပြီဆိုရင်တော့ပြီးခြေထောက်လေးကော့ပြီးဘယ်ညာလေးဟိုဘက်ဒီဘက်တစ်ဖက်ကကော့တဲ့ချိန်မှာတစ်ဖက်ကခြေထောက်ကိုစိုက်ချကော့ရင်လည်းခြိဖနှောက်လေးကကျမ်းမြင်နဲ့လွတ်အောင်ကော့ပေါ့နော်ဘယ်ညာလေးလှုပ်ထား2 3 4နည်းနည်းတော့ညောင်းနေ5 6 7 8 9 10 short ခြေလေးခါပြီးဆိုရင်ဒူးလေးတစ်ဖက်ကွေးလိုက်ခြေလေးတစ်ဖက်ဆွဲယူဒူးလေးကွေးပြီးလို့ရှိရင်လိုမျိုးကွေးလိုက်ဆန်းလိုက်လေးလုပ်ပေးပါ1 2 ဆန်းထုတ်3 4 5 6 7 8 9 10 ချနောက်တစ်ဖက်ချိန်မယ်ဆွဲကွေးလက်ကအောက်ကနေပိုက်ပြီးတော့ center ဟုတ်တယ်1 2 3 4 5 6 7 8 9 10ပြန်လောက်အောင်နောက်တစ်ချိန်စီเนาะတူတူလိုက်လို့เนาะ okay စပြီ2 3 4 5 6 7 8 9 10ချပြန်ချိန်နောက်တစ်ဖက်ဆွဲ2 3 4 5 6 7 8 9 10 short okay ပြီးပြီဆိုရင်နောက်ထပ်တစ်ပြိုကခြေထောက်လေးတစ်ဖက်ကိုလိုဘေးလေးမှာထားလက်လေးချိတ်ရှေ့ကိုထားပြီးထိမယ်ပြန်လာမယ်ရှေ့ကိုသွားထိပြန်လာဒါလေးကို10ကောက်လုပ်ပါရှူထောက်ရှူထောက်လို့သွားလဲရတယ်เนาะရှူထောက်လို့သွားလဲရတယ်ဒီလိုဆက်ပြီးသွားလဲရတယ်ကြိုက်တာလုပ်ပါ5 6 7ဒါဆိုခါးကြောတွေပါထိရเนาะ8 9 လမ်းကိုင်းဆွဲထိတာခြေပြောင်းမင်းခြေပြောင်းကိုင်းမမင်းခြေသလုံးကိုင်းပြီးရှော့ချ1 2 3 4 5 6 7 8 9 10ပြီးပြီဆိုရင်မပြောင်းနဲ့ခြေထောက်ကိုဒီအလဲဘက်တက်တဲ့ကိုကိုင်းပြီးတော့ငုံချကြည့်လိုက်ရှော့ထားပြီးโอเคပြီးတော့ဖြည်းဖြည်းပြန်ထားပြီးနောက်တစ်ဖက်ချိန်မယ်ခြေထောက်လေးတစ်ဖက်ကွေးရှူထောက်1 2ရှူသွင်းရှူထောက်3နှာခေါင်းကရှူပါးစပ်ကထုတ်4 5 6 7 8နှာခေါင်းပဲ9လမ်းကိုင်ပဲဆွဲထိတာ1 2 3 4 5 6 7 8 9 10ဖြည်းဖြည်းချပေးဒီအလဲဘက်ကြောလေးကိုကိုင်းချငုံချပေးလက်ကိုပုံမှန်လေးရှူထုတ်โอเคပြန်ထပြီးပြီဆိုရင်အိတ်လိုက်မယ်ပလက်လေးတွေအိတ်ဒူကောင်းလေးထောင်းဟိုဘက်ဒီဘက်ဒူးလေးတွေပဲညာလေးတွေရိမ့်ပေး1 2 3 4 5 6 7နောက်အချိန်ကြီးများများလုပ်လဲရတယ်နော်
7 6 5 4 3 2 ဖိချတာမယ်ဆွဲချ 1 2 3 4 5 6 7 8 9 10နောက်တစ်ဖက်ဖိချ 1 2 3 4 5 6 7 8 9 10 short Okay နောက်တစ်မျိုးအားချောင်းလေးပုံစံထားကော့ထားပြီများများကော့ခြေဖနှောင်းဆွဲခြေဖနှောင်းကနေတွန်းခြေပြားကိုကိုယ့်ဘက်ကိုပေါင်းဆွဲအိုက်တိုင်းလေး10စက္ကန့်လက်ကကင်ထားဒီခြေထောက်ကို1 2 3 4 5 6 9 10 ချနောက်တစ်ဖက်ချိန်မယ်6လေးကော့ကော့ကော့ရသလောက်လေးကော့1 2 3 4 5 6 9 10နောက်တစ်ဖက်ပြန်ပြောင်းမယ်ဆွဲကော့ထား1 2 3လူတွေတုံနေလိမ့်မယ်เนาะအကျော်တွေယုံလို့ရှင်လေ5 6မကြောက်နဲ့ပုံမှန်သာလုံနေရရင်နောက်ဆိုရော့သွားလိမ့်မယ်8 9 10ပြန်ချိန်နောက်တစ်ဖက်ကော့များများလေးကော့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 ဟုတ်တယ်ပြန်လျှော့ချပြင်ဘေးတစ်စောင်းလေးစောင်းပြီးတော့ဖြည်းဖြည်းချင်းထားထိုင်ခုကျမပြပေးရဲ့ဒီလေ့ကျင့်ခန်းလေးကိုနေ့တိုင်းလုပ်လို့ရတယ်เนาะဒါပေမဲ့အစားပြီးရင်တော့စားပြီးချင်းတော့မလုပ်နဲ့ပေါ့เนาะစားပြီးနိုင်ဝက်45မိနစ်နိုင်လောက်နေမှလုပ်ပါတဒါ